ဒီနေ့ကတော့စောစောစီးစီးကျမမျိုးသားပေါ့နော် channel မှာစိုက်ထားတဲ့အပင်လေးတွေကိုစားရည်လောင်ဖို့အတွက်သွားနေတာပါဒါကတော့ကျမတို့ရဲ့ရွာလန်းလေးပေါ့နော်ရွာလန်းကမကျဲဘူးချင်းလေးပေါ့နော်ဒါရွာလန်းလေးအခုတော့ channel ကိုစရောက်ပါပြီ channel ကိုစရောက်ပြီဆိုတော့အပင်လေးတွေကိုထားရည်စိုက်တယ်နော်ထားရည်စိုက်မှာဆိုတော့အခုဘုံအပြားတွေကိုရေထည့်နေတာပေါ့နော်ရေထည့်ပြီးတော့စာတက်စာထည့်ပေါ့နော်တချို့အခေါ်ကတော့ဘယ်လိုခေါ်လဲတော့မသိဘူးနော်တက်မီဩဇာလို့ခေါ်မလားတော့မသိဘူးနော်ဒါကျမတို့ဘက်မှာတော့ဒါတက်စာကျွေးတယ်လို့ခေါ်တယ်ပေါ့နော်ဒါတက်စာထည့်ပါတယ်တက်စာထည့်ပြီးတော့ရေနဲ့ဖြောပြီးတော့ကိုတက်ကမဲ့အပင်လေးတွေကိုကျွေးရတာပေါ့နော်ကိုစိုက်ထားတဲ့အပင်လေးတို့ပေါ့နော်အခုလိုမျိုးစားရည်လေးတွေလောင်းပေးရတယ်ရေလေးတွေလောင်းပေးရတယ်ပေါ့နော်မြက်လေးတွေရှင်းပေးရတယ်ပေါ့နော်ပေါင်းတင်ပေးရတယ်ပေါ့တယောက်နဲ့တယောက်တော့အခေါ်မတူဘူးပေါ့နော်ကျမတို့ဘက်မှာတော့ဒါမြက်ရှင်းပေးရတယ်ပေါ့နော်အဲ့လိုမျိုးလေးခေါ်တာပေါ့ဒါမှသာအပင်ကကြီးထွားမှုပိုပြီးတော့မြန်ဆန်လာမှာပေါ့နော်မရဲ့အဲ့ဒါဘာလဲထူနေပေါ့ဆွေးမယ်ကွာအဲ့ဒီစီလာကွာနာချီကွာဦးကောင်းကြီးတယ်လင်းမလိုက်တာဟဲ့good blessing all ရွှေပြင်ရောက်ချင်းငါတလောက်ဟင်းကိုအဝစားမယ်ဆိုပြီးတော့ဒီနေ့လည်းငါတလောက်ဟင်းပဲချက်ပါတယ်ဒါကတော့ငါတလောက်စီပြန်ဟင်းပေါ့နော်ဒါကတော့ငါတလောက်စီပြန်ဟင်းမှာဒါကတော့ငါးကောင်းနဲ့ချမရွက်ဟင်းချိုပုတ်တင်ကောင်းနဲ့ချမရွက်ဟင်းချိုဒါတော့ငါးလေးကြော်ပါဒါကတော့ငနုတန်းနဲ့ငါးစုံပေါ့နော်ငါးစုံကိုသူကမြို့တီဆက်လေးနဲ့ချက်ထားတာပေါ့နော်ကရင်နဲ့အကြိုက်ပေါ့ဒါတော့တိုးစရာပြီးရင်လည်းတိုးစရာကဲစားမယ်ဗျာရွာကိုပြန်ရောက်လာတဲ့အခါလေးပေါ့နော်မလက်ဆက်လေးတွေစားရတယ်ဆိုတော့စားလိုက်ပါဦးမယ်အစုံနဲ့စားမယ်ပေါ့နော်Hai mama sama di Mariaပေါ်နေပြီam amali ငါးရပေါ်နေပြီဆိုတော့ငါစုံနေပေါ့နော်ငါးကြော်ရဲ့ငါးလေးချက်တွေရှယ်ပဲဟင်းတော့စားမယ် mua sao mà nó mua sao mà nó စားမယ်ပေါ့နော်ဒီကနေအရင်စထည့်ရမှန်းတော့မသိဘူးဟင်းနေရများတော့လေဟင်းချိုပေါ့ချမောင်ရွက်နဲ့ငါးကောင်းနဲ့ရှယ်ဒီကောင်းကရင်မိုင်တော့ငပိရအရင်လိုက်မှာပေါ့နော်ကရင်မိုင်ငပိရအရင်လိုက်မယ်အဲ့တော့ငပိရပါငပိရပါရုပ်တိမုတ်ကတော့ဒီတိုင်းပဲချထားလိုက်တော့မယ်လိုတလို့ယူလို့ရအောင်ပေါ့နော်ရွှေပြန်လာတဲ့ချိန်လေးပဲရုပ်တိမပြီးရကောင်းကောင်းစားမြို့မှာကျတော့အလုပ်တစ်ဖက်နဲ့ဆိုတော့လေပြီးတော့မပြီးရလဲတိတ်မကြိုဖြစ်ပေါ့ကောမစားဖြစ်ဘူးကိုလာကြိုတဲ့ငါပြီးရကိုလာကိုအိမ်ကကိုလာလောက်တဲ့ငါပြီးရခရမ်းကြည့်ချန်ထွက်ရှယ်ရန်ကုန်ဟန်နေတော့မတူကိုချန်လည်းဆက်ထွက်လာဆိုတော့ရတာဖြစ်ရ
စားတော့စေရိုးပေါ့နော်ကျမတို့ဒီတော့မှဆိုတော့ဇီးဖူးလို့ခေါ်တယ်မြို့မှာတော့စေရိုးလို့ခေါ်တယ်အော်ဒီဟဲ့တော့ရှယ်ပဲငါတလားကြည့်အောင်35ချက်သားကောင်အော်40ငါတလားကြည့်အောင်45ချက်သားကောင်ချီချီပဲအိုးအချီချီပဲကြည့်အောင်ကြည့်ဘယ်လောက်ရှိရနော်ချီချီပဲကိုပိုက်ကရတာဆိုတော့လေဒါတော့ငနုတန်းလေးတွေပေါ့ဒါတော့ငနုတန်းလေးတွေနဲ့ငစုံဟင်းပေါ့နော်ငစုံကိုချက်ထားတာမြို့ဒီဆက်ဆက်လေးနဲ့ချက်ထားတာကျွာပြန်လာအဲ့ဒီအရသာလေးစားရတာတကယ်တော့ဘာနဲ့မှလဲလို့မရတဲ့နှက်တုတ်တာလိုပဲတကယ်ရတာရှိတယ်ရွာလက်လက်ဆက်ဆက်လေးတွေစားရတာမြို့ကဘလောက်မြို့ကအစားအစာတွေဘလောက်ပဲကောင်းကောင်းတော့အစားအစာမမီဘူးဆိုတာအဲ့ဒါပြောငါကြော我老是说要的，做出来。တော့မှကြတော့ဒီနေ့တခါလဲတော့မှကြတော့ဒီနေ့တခါလဲပက်ကတက်လာတခါလဲချက်စားတာဆိုတော့ရရတာရှိလဲလဲဆက်ဆက်ပေါ့နော်အချုံမုတ်တွေတခြားထည့်ကြမလို့ဘာဝရလားကျမတော့ပြန်လာလို့ရှင်ဝစ်ချလို့မရဘူးကောင်းစားကြပါဦးစေရိုးငါ့ကိုတောင်းတော့မတခါဘူးမဟုတ်ဘူးလေအဲ့တော့စားမယ်အစားတော့ပြန်စားမယ်တဲ့မြို့ကစားစားတွေဘယ်လောက်ကောင်းကောင်းတော့စားစားမနေတကယ်ကိုရှယ်ကောင်းဒီနေ့တော့ဟင်းချက်ပြတာမရိုက်ဒီနေ့တော့ဟင်းချက်တာမရိုက်ပြတော့ဘောနော်ဘိုက်တွေရစားတာနဲ့ညချက်ပြီးတော့စားပြီညငါ့ကိုဝါပြခိုင်းတယ်တော်သည်ဆိုတာဒါကိုခေါ်တာအထက်ထဲမှာကြည့်တာဖွေးလို့ငါးထဲမှာငါတလောက်အကြိုက်ဆုံးမယ်နော်သူကအနံ့လေးမွေးပြီးတော့လေရတာကလည်းတအားချိုးတယ်အားစားလို့ကောင်းတယ်နောက်က background တန်လေးတော့သိခံပေးပါသမီးလေးကကောက်စေဂျူကလည်းကို channel မှာပို့တော့ခူလာဟဲ့လားစတာ
他们公那么说，他们太油嘛不喏，还肥肉的呀咯，今天嘛呗，拿来拌没，他们呀咯，没话题吃啥了嘛咯，你别拉比说那老毛不吃了苗，那时候他们呀那边干都没干那啥啥人家。